ကျွန်တော်တို့ကတော့ကျမတို့ကတော့ ဇိုမီကျောင်းသားများအတင်းရန်ကုန်ကဖြစ်ပါတယ်ရိုးရမပြတ်ဘူးအခြားမသိသေးတဲ့လူတွေကိုလည်းပြောပြဖို့ရှိတယ်ဆိုတော့ဒီအဖွဲ့အစည်းကလုံးဝ strong ဖြစ်တဲ့အဖွဲ့အစည်းဖြစ်အောင်ပေါ့နော်အဲ့လိုတက်နိုင်တဲ့ဘက်ကနေပါဝင်ပေးပါ။